ဟုတ်မင်္ဂလာပါရှင်ဟုတ်ညီမလေးနာမည်နဲ့ပေါ့နော် ATPC မှာတယောက်ခဲ့တဲ့အတန်းနာမည်လေးမိတ်ဆက်ပေးပါအောင်ရှင်ညီမနာမည်ကတော့မေမြတ်မော်ပါ ATPC မှာကျတော့ဒီ Bus 31ပေါ့နော်စီရ marketing မှာတက်ပါတယ်ရှင်မနာမည်တော့ဘာပါအောင်ပါဒီ ATPC မှာတဲ့ Bus 31မှာတက်ခဲ့တာပါဟုတ်စီရ marketing ပါပြပါနော်ဒီ ATPC ကိုဘယ်ကနေစတင်ပြီးတော့တယောက်ဖြစ်တာလဲရှင်လောကတငယ်ချင်းတွေပေါ့နော်သူတို့က join တဲ့အခါကျတော့သူတို့ခွဲယူတာလေးကြည့်ပြီးသဘောကျတယ်အမှလည်းစီရ marketing ဆိုတော့ကိုယ့်ရဲ့ဒီလုပ်နေတဲ့ career နဲ့လည်းဆိုင်နေပေါ့နော်အားကြောင့်မလို့ join လိုက်တာပါရှင်ကဲပါမကျတော့ဒီကျောင်းမှာရှိတဲ့တငယ်ချင်းတွေကလည်းသူတို့ကပြောတယ်နော်တော့ဒီဆရာဆရာမတွေလည်းဒီသင်ကြားပေးတာစိတ်ရှည်တယ်ပေါ့နော်အားကြောင့်မို့ဒီကျင်းနေတာတိုင်းပြက်ခဲ့ကဲပါဒီနေ့ဘွယ်နေ့သပင်တယောက်ရတဲ့ခန်းစားချက်လေးပြပြပေးပါအောင်ရှင်အရန်ရင်ခုန်တယ်ရင်တော့လည်းပွဲရယူပြီးတော့ဒါပေမဲ့ဒီဟာကကျတော့နောက်တစ်မျိုးပေါ့နော်မတူဘူးပေါ့နော်အဲ့လိုမျိုး feeling တွေကတော့ကွာတယ်ပေါ့ပြောဖို့ကောင်းနေရှင်တူပါပဲပြောနေတာလေဒီပါနော် ATPC မှာနောက်ထပ်တက်ရောက်မဲ့ကျောင်းသားကျောင်းသူတွေရဗာလေးပြောချင်ပါလဲရှင်ဒီအလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့သိချင်တာတွေပေါ့နော်ပြီးတော့စနစ်တကျလေးသိချင်နေဆိုလို့ရှိရင်တော့ဒီမှာလာ join ပေးပါလို့ဟိုအကုန်လုံးတော့ကောင်းတယ်ညီမလေးဒီတခြားဒီလုပ်ငန်းအတွက် career ဖြစ်မယ်ဆိုရင်တော့ ATPC ကိုတော့ join နေတယ်လို့အမကတော့ recommend ပေးချင်ပါတယ်အခုလိုဖြေချပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးပါရှင်ဟုတ်ကျေးဇူးပါ Begin your future with ATBC.